ကပိတ်လို့လားခေါင်းကောင်မင်းသားတွေကပြီးတော့ဒီလိုလိတ်တာကြည့် ဘာဖြစ်လို့ မလက်တာဘူး မင်းအောင်လက်တယ် လက်ပြအောင်လက်ရတယ် မင်းအောင်ဘယ်လိုလက် လက်ရတာကွာ ဘယ်လက်နန်းကလက် ဒါလေး2သိန်းလောက်နဲ့ပေးပါလား အဲ့ဒါပေါင်းနေတာ ကိုမင်းသားကြောက်နေအကုန်မျက်နှာမပြနဲ့ ဟမ် ခလေးမပြကို ခဏတော့ငါထမင်းနဲ့ဦးလား မပြနဲ့ဟာဒီဘူးဟာဒီအဲ့ဒီရေးရလေ အဲ့ဒီရတယ်နေကိုဆွဲပြင်းပြမှာ ဘာဖြစ်လဲလို့ဟာဘာဖြစ်ဟာဘာဖြစ်လဲတိုင်တက်ကိုရှူရှူမန်း မမရှူမနာနေမျက်နှာ မမရှူဘာဖြစ်သွားလဲ အခုအတက်ကလိုက်ဖို့ ဖုတ်လိုက် ဖို့လိုက်တယ် ဒီမဖုတ် ဒီလေးကကျမ်းမာကြီး ဘာဖြစ်လဲ တကယ်တော့လေမထောင်နေတယ်တော့ ထောက်ဖက်ငါဆွဲလဲနေတယ်လေ तू ပြောတယ်လေမူးလဲတယ်ဆိုတာလေ ဒီလေးကကျမ်းမာကြီးမကောင်းကျွန်တော်တို့3ရက်ရှိပြီရိုက်ကူးကြီးရတယ်သွားရတယ်ဟဲ့ထိုင်နေအောင်ဟဲ့ထိုင်နေအောင် ဒီလာမလို့ ကျမ်းမာကြီးကလည်းမကောင်းသူအစားတော့မစားလို့နေရ ဟုတ်တယ် ဆံပြုတ်ပြုတ်တယ် ဟုတ်တယ် ဆံပြုတ်ကလည်းတိတ်မပြုတ်ပါဘူး ဘယ်လောက်တော့ ချစ်ပြီးကိုတည်းပေါ့ ဟမ်ဘယ်လိုရှစ်ပြီးကိုလဲအဲ့လိုကြီးပြောပါ အမိသားစုလုံးတောက်တာအဲ့ဒါတော့မများကြီးပဲဇွန်းနဲ့မလောက်ဘူးလေ ဇောနဲ့မတောင်းနိုင်ဘူး မိသက်ပိုက်နဲ့ထိုးရတယ်အိမ်သားလည်းသွားပြီးတော့ခဏပဲကြာတယ်အသက်နဲ့ကြီးနဲ့လက်အောင်အမလေးတို့လေ ဘာဖြစ်လို့ သူကြီးပုံသူမကြော်နိုင်လို့လေ ကြီးပေါ်အဲ့လောက်ကြီးလား ဒါကြောင့်မို့သူကဆရာဝန်ကနေပြီးတော့ချွေးအေးပတ်တယ်တဲ့ကလေးကိုတဲ့အစာမမသိမကျွေးနဲ့ကလေးကဘာကြိုက်တယ်လဲလို့ပြီးတယ် ဘာကြိုက် ကျွန်တော်ပြောလိုက်တယ်ကလေးကကြိုက်တတ်တာလို့ဟိုကမင်းမရွှင်လူတာ အဖာလူလားဘယ်လိုမဲမရှိဘူးလားဖာလူလားပါ မင်းမရွှင်နဲ့ဘာနဲ့လူမဟုတ်ဘူး ဟုတ်တယ် ဖာလူတာတို့ပြီးတော့ espresso တို့ espresso အဲ့ဒါတွေတောက်တယ်လို့ကျမကြီးမကောင်းတဲ့ဒီစား view side တဲ့ကလေးကကျမကြီးတိတ်မကောင်း ဟုတ်တယ် ပိတ်တဲ့ကြီးကိုချစ်လို့လားကနေရတယ် မဟုတ်ခုလည်းမေးပါဦးဘာဖြစ်လဲတေချာမေးပါဦးဘာဖြစ်လဲတေချာမေးပါ ညီလို့ ညီလေး ညီလေးငါဘူးကြီးလေးချုပ်လိုက်ရမလား ဟုတ်က လေတကယ်လည်းအိပ်ပြောသွားမှာနော်ဒီဘာဖြစ်လို့လဲ ဘာဖြစ်လဲတော့ ဘာဖြစ်တာလဲကြီး တေချာမေးပါ ဘာဖြစ်တာလဲကွာ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲမကိုးပါဘူးဖိုးဒီရတဲ့ကြီးရဖိုးဖြစ်စီရ လီလီတော်သေး ဟိုဘက်ကလေးလေးငါလည်းတွေးဆုံးနေတယ်ဒီရှိလို့ရုံနဲ့အနောက်ပေမဲ့မျက်နှာ တော်ချူချောပန်းနဲ့တောင်းနေအောင် သူကတာနေနော် ကာတာကလေးကစကားမပူလို့ တော်ချူချောပန်းနဲ့တောင်းနေအောင်ပိဋကကြီးရဲ့လက်ခုပ်လေးတီးဦး ဒီပါဦး ငါတော့အောင်ထောက်အောင် ငါတို့ကရွာတာ ဟော အားကြောင့်တော်မူလေးတော့ဟာ အဲ့ဒါပြောတာနော် ကဲပြေးတက်ကြီးမင်းသားပြောတာတော့ကြားလိုက်တယ်မလားဒါနဲ့ကျွန်တော်ပြန်ပြောပြမယ်ပြေးတက်ကြီးရဲ့လက်ကုပ်တံမကြားလို့မူးလဲသွားတာပါပဲအဲ့ဒါမင်းသားလေးပြန်သတိရအောင်လက်ကုပ်တံနဲ့တခွေးလုံးကြီးလိုက်တော့ဗျာကြီးတယ်ဟိုနောက်ကလည်းကြီး ကြီးပါပဲ ကြီးကြီးပါတယ်မှာဟိုနောက်ကလူတွေဘလူဖြစ်သွားမှန်းဒီလိုလာတာ မရှိနဲ့အဲ့လိုကြီးရောကလေးကရှက်သွားတာ ဖိုးပဲလားနှစ်လောက်กว่าလေဟာ လီလီ ဟာလေးလေးလေ ဂျာသူကြီးတော့မရ6လောက်ကြီးလား အဲ့မမေးရတော့မရှိပါတယောက်တည်းတော့ ပိဋကကြီးကြီးလက်ထော လက်ခုပ်တော့မ နင်း လက်ချုပ် နင်းဒီ ဟာနေပြီ ကြီးရှိရတဲ့တီးဦး ဘယ်ဒီလဲရက်ကန်နေတာမအားဘူးသူ့ဟာသူတော့မကြောက်ဘူး ဦးနောက်ကတော်တော်လည်းမတည် တူမှာပဲအေးနေတာ အားကြောင့်တော်မူလေးတော့လို့ကြိုးပြီးပါနော်လီလီနော် ဟိုအတက်ကြီး နော် ကဲဟိုတော့ကရက်နေတဲ့ညီကိုတွေမှာပြီးပြီပါတဲ့ငါညီကိုတွေလည်းကုန်ပြီပါတဲ့ကဲရက်တောင်လေးခဏချပြီးပြီးလိုက်ဦးကြည့်ရအေးမွာလေးထင် ကြီးရထားတော့ ကြည့်ရ မျိုးနော်လုံလဲလုတ်တဲ့ကိုပလီ ဟာလေ လီလီ ဟီး ဖိုး ကတပါချစ်တော့လေ ဒီကကလေးကမသိဘူးပဲ
လက်ကုပ်တန်တွေမကြားလို့တဲ့မူးလဲသွားတာ ပြည့်ကြီးလက်ကုတ်တယ်မကြားလို့ မကြားလို့မူးလဲသွားတာ ဖတာမူလဲတော့ ဟုတ်ကဲ့အဲ့ဒါအခုလက်ကုပ်တန်တွေကြားလိုက်လို့ပြန်တတိရလာတာ အော်ပြည့်ကြီးလက်ကုတ်တယ်ကြားမတော့ပြန်ကြည့်ရလာတာ ဟုတ်ကဲ့ဟုတ်ကဲ့ ဟာတော့ဘာဒီတခြားမှာပြည့်ကြီးပြီးတဲ့အကြက်ပဲရှိတာတော့တယ် ပလီပလာတော့ ချုပ်တာဖတ်အဲ့ကောင်အဲ့ဒီကနံပါတ်မှတ်ထားစမ်းမခွေးကားတိုက်သွားပြီဖြစ်တာလေ ဘူဘူ ဖိုးလည်းမဟုတ်နေတယ်ဖိုးအေးပေါ်လေငါနောက်ကရက်နေတာဆိုတော့မင်းခေါ်တာမမားပါဘူး ဒီတကြီးပြောပေးပါ ဘာပြောပြရမလဲ ဟိုဒီပင်ကိုပဲလိုက်ကြိုက်လို့ဒီတကြီးပြောပေးပါ ဘာပြောပြရမလဲ တတချူချူဟာလေချူချူချူကျင်အောင် လာဖြူဖြူမင်းမချူချူ တကပြပြဟာလေဒီတကြီးချီလို့မချီလို့နဖူးအချူဒီနေစီရကြီး အာကြီးမကြတာပါ ဒီမှမကြောက်ဘူးအင်ကြီးကလည်းဆင်းသွားတာတတချူချူအလုပ်ကြီးလုံးနေတော့ပရိသတ်ကြီးကလည်းခုမတီးလို့တတချူချူမင်းသွားတယ်လို့ကြော်ပေးပါတော့ ပြောပြမယ်တကယ်တကြီးဖြူဖြူသေသွားတာကိုမြင်ရင်လက်ကုန်ပြပြလိုက်ပါဗျာတကွင်းလုံးကိုကြီးတွိုင်းလေသူ့ဘာထည့်ပေးလိုက် ဘယ်လိုသူ့မှာထည့်ပေးလဲ ဘာဖြစ်လို့လဲဒီလေး အော် ကြီးရတယ် ဟေယိုဒူဂျိုယူဂျိုမယအကူလာတော့ချာလို့တနာပါလေ ဘာဖြစ်လို့လဲ အဲ့ဒါဘိုင်းစားအဲ့ဒါဘုန်းကြီးပြန်မရွတ်တဲ့စား ညီလေးအကိုကြီးနဲ့ညီလေးနေရလေလက်စုံလေး ဟာဘယ်လိုကိုရ ဘဝချာနေပြီဘူကမာကိုကြီးတရေမာနေတယ် ပူလာတွေမှားနေတယ် ဘူကဘဒူပူရာတော့ညီလေးအမလေးရဲပြောရတော့မယ် ဂျာယူ ဒီဝရှိတဲ့ငါဆိုခိုင်းတာ ဒီမှာလေးနားရေးလိုက်ဖို့မဲ့လူတွေက လွမ်းစုပန်းခွေလေးနဲ့ကြမ်းညီလေးမကျွမ်းတော့လဲလွမ်းရအောင်မညီလေးရဲ့ တမရတဲ့ကိုဆုံးငါတွေ့ညီကိုရင်းပြကြပြီမင်းအရာရာဟောမမဲချင်းတေခါလာတော့တရားတမရဝိစီရမှာကင်းလို့ရမှန်းဖြစ်တော့ညတော့နိဗ္ဗာန်ကိုရည်တဲ့တော့အာယော တရားဟော လူတော်ပြန်မဝင်သားကျင်တော့အိတ်တရားနာပြီးတော့ အေး ဘွား အား တော်ဝင်ကြီးလေးရေ သွားတယ် အကိုကြီးခွေးစီးပြီးသွားတော့မယ် ကိုရင်းစီ သွားတယ်ကျွတ်သွားလို့မမရ ရင်းစီမယ်လေမို့ လာနေနားလာသွားမှာမလားလာရေးလုပ်ပေးမယ်မတက်ရက်နေရေးလုပ်ပေးမယ်သွားတဲ့နေရာ ကြီးလေးနန်းလိုက်တာကွာ ဒီဘူးဆောင်ဘယ်ကဒီဘက်လားဒီဘက်လားဒီစားကြိုင်နာ မင်းလုံးမကောင်းတဲ့ကြောဘယ်ကနေဘယ်လိုယူလာမှမသိဘူး အဲ့ဒါငါဆောင်ကွာ ဒီကောင်ဘယ်နဲ့ကြည့်ငါကွင်းနေကို ဘယ်လက်လန်ခိုင်းလဲမဟုတ်လေဘယ်လိုလုပ်ရမှာတော့အော်အေးဒီရည်ပါရည်မလိုက်သေးလေတော့じゃပညာမတတ်ဘူးပြော မြင်ရမလား तू ပြောတော့ဘာဖြစ်တယ်လဲ तू လည်းဒီကဗျာလေအားပြောပါဦး ဒါလေး